အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုထဲမှာတော့ Commander Dance ကိုယူပြီးတော့5ချက်တန်ဟီးရိုးကကျွန်တော်ကတ်တိုကတ်ချာကိုရွေးချယ်ပြီးတန်ကောင်းအကြောင်းထားစွာနဲ့ဘယ်လိုမျိုးဒီ fast ရခဲ့လဲဆိုတာကိုသိသိရှင်းပြပေးတော့မှာဖြစ်ပါတယ် Don't taste me rushing and keep your words naked. You got me blushing. And you forever I'll follow. You'll be my holy ground. You forever I'll follow. In immortality. ပထမတက်ကိုရွေးချယ်တဲ့အချိန်မှာတော့ထုံးစံတိုင်းနဲ့ကျွန်တော်ဒီပေါ့နော်ပွဲတစ်ခါပြီးတိုင်း free shot အတွက်ပေါ့နော် free တစ်ခါရတဲ့တက်ကိုပဲကျွန်တော်ရွေးချယ်လိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နောက်ပိုင်းကျွန်တော်တို့ level 8ကိုတင်တဲ့အခါမှာဆိုလို့ရှိရင်level 8ပြည့်သွားပြီဆိုလို့ရှိရင်ပေါ့နော်ဒီတက်ကိုလှည့်ပြီးတော့ free နဲ့ကျွန်တော်တို့5ချက်တန် hero တွေကိုမြန်မြန်ဆန်ဆန် star တွေပြည့်အောင်အတွက်သုံးမှာဖြစ်တဲ့အတွက်ဒီလိုမျိုး free shot ကိုယူလာခြင်းဖြစ်ပါတယ်။အခု drone ကိုရွေးချယ်ရတဲ့ round ရောက်ပြီပေါ့နော် drone round မှာတော့ထုံးစံအတိုင်းပဲကျွန်တော်တို့ကဒီပွဲကိုပေါ့နော်power များများနဲ့ဖိပြီးတော့ကစားခြင်းဖြစ်တဲ့အတွက်ကျွန်တော်၄ချက်တန် hero ကိုရွေးချယ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဆက်လက်ပြီးတော့ရှင်းပြပေးသွားပါမယ်။ဒီ times တွေရဲ့ထုံးစံအတိုင်းပေါ့နော်ကျွန်တော်တို့က early game နဲ့ mid game တွေမှာဆိုလို့ရှိရင်ဒီ commander ရဲ့သွေးကို100အောက်ပေါ့နော်ဖြစ်နိုင်လို့ရှိရင်တော့100ကိုလုံးဝမကြပဲね perfect ဒီ fully perfect ကိုထိန်းထားပြီးတော့ကျွန်တော်တို့ကစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော် day game ကြလို့ရှိရင်ကျွန်တော်တို့market and hero ကိုရွေးချယ်တဲ့အချိန်မှာ3 star လေးဖြစ်တဲ့ပြဿနာပါလဲဆိုကျွန်တော်တို့က3 star ရသွားတဲ့အချိန်မျိုးမှာကျွန်တော်တို့က commander သွေးမလောက်ပဲနဲ့ရှုံးသွားတာများတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က early game တိုင်ရနေမှာဆိုလို့ရှိရင်safe ဖြစ်မဲ့ဒီ sign energy မျိုးတွေကိုရွေးချယ်တင်ပါတယ်အခုကျွန်တော်ရွေးချယ်ထားတဲ့ sign energy အရာဆိုလို့ရှိရင်တော့ဒီ 5 မှာတော့တော်တော်လေးကို safe ဖြစ်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ် Mind faded, my body wasted. What we created, my ဒီဒုတိယကတ်မှာတော့ raw soil ဆိုတဲ့ commander shield ကိုပေါ့နော်20ပေါင်းပေးတဲ့ကတ်လေးကိုကျွန်တော်ရွေးချယ်လိုက်ပါတယ်ဒီ face မှာတော့ကံကောင်းအကြောင်းလာပြီးတော့ကျွန်တော်ကတ်တိုကတ်ချာကိုရရှိသွားတာဖြစ်တဲ့အတွက် level 8တင်မှာပေါ့လို့ဒီလောလောဆယ်ပေါ့နော်ကျွန်တော်ရဲ့ဒီ chat ထဲမှာရှိတဲ့ hero တွေအကုန်လုံးကိုရောင်းချလိုက်ပါတယ်တတိယကရွေးချယ်ရတဲ့အတက်မှာတော့ကျွန်တော်က eternity ဆိုတဲ့ကတ်ကိုရွေးချယ်မှာပဲဖြစ်ပါတယ်ဒီကတ်က important item တစ်ခုနဲ့အတူတည်ပြီးတော့ပြန်ထားတဲ့အခါမှာ hero ရဲ့ HP ကို80%လောက်ပေးတာကျွန်တော်တို့ကျွန်တော်လုံးဝကြီးပေါ့နော်နှစ်သက်ရနေတယ်လို့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီကတ်ကိုရွေးချယ်လိုက်ရဖြစ်ပါတယ်ပြီးတော့ဒီကတ်ကြောင့်ပဲဒီ item ကြောင့်ပဲပေါ့နော်ကျွန်တော်ဒီ game မှာလည်းအနိုင်ရခဲ့တယ်ဆိုလို့ရှိရင်လည်းမမပေါ့နော်ဆက်ပြီးတော့ကျွန်တော်တို့ကြည့်လိုက်အောင်ခုတက်တဲ့ဆန်တိုင်းပဲကျွန်တော်တို့ဒီ commander 2 hero လည်းတူတယ်ဘာပွဲနေလဲဆိုတော့ item တွေပွဲနေတယ်ပေါ့နော်သူကခုထက်တော့ item နှစ်ခွက်လောက်တော့ပုံများနေတယ်ဗျအဲ့လိုအခြေအနေမျိုးမှာတွေ့ရတဲ့ဒီ hero 2 commander 2ချင်းချင်းမှာဆိုလို့ရှိရင်ဘယ်သူကပို့ပြီးတော့အားတာလဲဆိုတော့တစ်ခြားတော့ကြည့်ကြည့်လိုက်အခုရွေးရတဲ့အလှည့်မှာတော့ကျွန်တော် Northern West Sign နဲ့ချက်ယူထားတယ်။ Aurora ရတဲ့အခါကျလို့ရှိရင် Aurora နဲ့
ဒီကတူရဲ့ channel တွဲလုံးလေးကနေတစ်စင်တမ်းပဲပို့ပြီးတော့အောင်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်အခုတော့အောင်မှာတော့တန်ပဲဆိုင်တဲ့ဒီကိုတစ်ချက်ပို့ထားတာဟုတ်တယ်လို့ရှိရင်ကျွန်တော်ရဲ့ကတ်တိုကချားကလည်းဒင်းပြေချက်ပြေပေါ့နော်3 star ဖြစ်သွားပြီချက်ပြေသွားပြီဆိုတော့ဒီ round တွေကတော့လက်ကြည့်စရာမလိုတော့ဘူးလို့ထင်ပါတယ်ကျွန်တော်တတိထားရမယ်ကျွန်တော်နဲ့ hero 2 commander 2တဲ့ dance လေးလည်းပါသေးတယ်ဆိုတော့သူ့ကိုနည်းနည်းလေးကြောက်နေတယ်ဒီပွဲမှာလည်းသူကဒီတခါတော့ကျွန်တော်ထင်နည်းနည်းလေးညံကောင်းပြီး feeling play ကိုကြည့်ရတယ်ပေါ့နော်ကျွန်တော်ကဒီစောစောကပြောခဲ့တဲ့အတိုင်းပဲ eternity ပေါ့နော်ကျွန်တော်ရဲ့ important item လေးကိုအားကိုးသူစော်ကြည့်လိုက်အချိန်လေးဘယ်လိုရှိမလဲသိအဲ့လိုကြည့်ကြည့်အောင်ထောင်းနေသူချက်ကိုချက်ထောင်းနေသူပြန်ထောင်းနေသူပြန်ထောင်းနေဟောသူရှော့အောင်But you never do. Sugar, there's a reason why we lose. You say you wanna cry, but you never do. Sugar, there's a reason why we lose.ဒီမှာပြောချင်တာတကယ်လို့များကျွန်တော်စတော့ eternity ကတ်ကိုမရွေးချယ်ခဲ့ဘူးဆိုလို့ရှိရင်တော့ဒီ round မှာလုံးဝသူ့ကိုရှုံးသွားမှာတော့လုံးဝအသေးကြပဲဖြစ်တယ်eternity ကြောင့်ကျွန်တော်နောက်တစ်သက်ပြန်ထားတဲ့အချိန်မှာတော့ဒီ fight ကိုတော့လုံးဝတရေကြတယ် draw ကြပါတယ်ပေါ့နော်သူလည်းမနိုင်ဘူးကိုလည်းမတားခဲ့ဘူးလို့ပြောYou want. Let's have a bit of fun till I downfall. My love, if you feel like I do right now, don't say you're on the run to the other side. My love, you say you wanna try, but you never do. Sugar, there's a reason why we lose. You say you wanna try,
Yeah. ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဘက်မှာအဓိကကတခက်သေးရဲ့အကျိုးပေးမှုကြောင့်ကျွန်တော်ရဲ့ဒီ game လေးကိုစိတ်ဖြစ်ခဲ့တဲ့ဆိုရအကြောင်းအရာလေးကိုမျှဝေပေးခြင်းကိုပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်